တယောက်တည်းတီးတန့်နေချင်တာအပြစ်လားမှန်ပါတယ်လူငယ်တွေတော်တော်များများယောက်ျားလေးမိန်းကလေးအစရှိတယ်ဖြစ်ပေါ့နော်တယောက်တည်းအခန်းထဲမှာတကားပိတ်ပြီးတော့နေချင်တက်ချက်ငါ့ကိုလာမရှုပ်ပါနဲ့ငါ့ကိုတီးတန့်နေခွင့်ပေးပါစသဖြင့်ပြောတာလူငယ်လေးတွေတုံ့ပြန်တဲ့ပုံစံကိုမြင်မှုချက်မင်းဘာဖြစ်လို့လူတော်မတိုးတာလဲလို့မေးလိုက်တဲ့အခါမှာငါတယောက်တည်းနေရတာအပြစ်လားဆိုပြီးတော့စိတ်တူတက်ကြတာမို့လေကြုံမှုပါလေလူငယ်လေးတွေဟာတယောက်တည်းတီးတန့်နေချင်တာ privacy အနေနဲ့ရှိချင်တာတဘာဝပါပဲဒီနေ့ဗီဒီယိုလေးမှာတော့အဲ့ဒီလိုတီးတန့်နေခြင်းရဲ့ဆိုးကျိုးကောင်းကျိုးတွေကိုလူငယ်ညီကိုညီမငယ်လေးတွေအတွက်မျှဝေပေးတော့ကျွန်တော်တို့လူငယ်ဘဝရောက်လာတဲ့အခါမှာလူငယ်တွေအဖြစ်ကြီးပြင်းလာတဲ့အခါမှာလူငယ်တွေကနေပြီးတော့ကြီးလာတဲ့အခါမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဇီဝကမဖြစ်စဉ်တွေရဲ့လှုပ်ရှားမှုကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေပြောင်းလဲမှုကျွန်တော်တို့ရဲ့အတွေးအခေါ်တွေမြင့်မားလာမှုနဲ့အတူကျွန်တော်တို့ဟာအေးအေးစီစီစဉ်းစားကြတယ်အေးအေးစီစီစိတ်အပန်းဖြေခြင်းတယ်အေးအေးစီစီတွေးတောခြင်းတယ်အဲ့ဒီအတွက်တယောက်တည်းတည်တံ့နေခြင်းပါဒါဟာလုံးဝအမှားတစ်ခုမဟုတ်ပါဒီလိုမှမဟုတ်ပဲနဲ့လူတော်တွေကိုမတိုးရဲဘူးလူတွေနဲ့မထိတွေ့ရဲဘူးလူတွေနဲ့မဆက်ဆံရဲဘူးလုံးဝတည်တံ့ဆန်ဆန်မနေခြင်းနဲ့ပတ်ဝန်းကျင်ကိုစိတ်ပြတ်တယ်တငယ်ချင်းတွေကိုလည်းမတွေ့ခြင်းတငယ်ချင်းလည်းမထားခြင်းရှင်းဆုံးပြောရင်လူကြားထဲမှာကိုမနေခြင်းဘူးအမြဲတမ်းပုံအောင်နေတတ်တယ် silent မနေနေတယ်ဆိုရင်တော့ဒါဟာတတိထားစရာကိစ္စတစ်ခုဖြစ်လာဒီနေရာမှာမိဘတွေဆွေမျိုးသားချင်းတွေအတိုင်းဝိုင်းတွေကလည်းဒီလိုလူငယ်လေးတွေကိုတွေ့ရင်ဖိအားမပေးဘဲနဲ့ပွန့်ပွန့်လင်းလင်းသွားဆွေးနွေးဖို့ဖြစ်ပါတယ်။ဘာကြောင့်လဲ။ဘာတွေစဉ်းစားနေရလဲသား။သမီးဘာတွေဖြစ်ချင်လဲ။ဘာတွေစဉ်းစားနေရလဲ။ဒါဟာအနေရရှိတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။အနေရရှိတဲ့ဆိုတဲ့နေရာမှာပတ်ဝန်းကျင်အတွက် effect maybe ဖြစ်နိုင်တယ်။အမေလောလောဆယ်ဒီကလေးတယောက်ရဲ့လူတော်တိုးမှုလူတွေကြားထဲမှာမဝင်ဆန့်လို့မှုတယောက်တည်းပဲလုံးဝဆိုင်းလန့်ပဲနေပြီဆိုရင်စိုးကျိုးတွေဘက်ကိုတွေးတောမယ်စိုးကျိုးတွေစီကိုဦးတည်သွားမယ်လူငယ်တယောက်ဖြစ်လာဖို့ပုံများပါတယ်အဲ့ဒီလိုမျိုးကြုံနေရတယ်ပြီဆိုရင်အဲ့ဒီလိုမျိုးခံစားချက်တွေရှိနေပြီဆိုရင်လေဒီနေ့ဦးဆိုင်ပြောတဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ့်ကိုပြန်သုံးသပ်ပြီးတော့ကျင့်သုံးစေချင်ပါတယ်ပထမအချက်အနေနဲ့ဟန်ချက်ညီအောင်ဘယ်လိုလုပ်လဲဆိုတော့မိဘတွေကိုပို့ပွင့်လေးလေးပြောပြထားပါထားဖို့လိုအပ်ပါတယ်ကျွန်မစာအီးစီဖတ်ချင်တယ်ကျွန်တော်စိတ်အေးအေးထားခြင်းနဲ့ကျွန်မစိတ်အေးအေးထားခြင်းနဲ့ခဏလောက်တယောက်တည်းနေပြရစီဘာမှမပြောပါနဲ့ဆိုပြီးတော့မိဘတွေဆွေမျိုးသားချင်းတွေပို့ပွင့်လေးလေးပြောပြထားပါဒါဆိုရင်မိဘတွေကနားလည်ပေးပါလိမ့်မယ်ဒီခါလေးမှာချုပ်ကလေးငယ်တွေလူငယ်တွေဟာအခန်းထဲမှာအလုံးပိတ်ပြီးတော့လုံးဝထမင်းလည်းမစားဘူးအပြင်လည်းထွက်မလာဘူးပုံစံမျိုးနေတဲ့အခါမှာမိဘတွေလူကြီးသူမတွေအနေနဲ့စိတ်ပူစိုးရိမ်ကုန်ပါလိမ့်မယ်ကိုယ့်အတွက်အဲ့လိုအချိန်တီးတန့်ယူပြီးပြီဆိုရင်လေမိဘတွေနဲ့အတူမိသားစုတွေနဲ့အတူထမင်းထွက်စားတာလက်စုံစကားပြောတာ
တငယ်ချင်းတွေကိုပြန်လေဆက်ဆံတာမျိုးပြန်လုပ်ပေးပါဒီကလူတွေဖြစ်တဲ့အတွက်လူမှုပတ်ဝန်းကျင်မှာအဆက်အသွယ်မပြတ်ပါစေတယောက်ချင်းနေတယ်ဆိုတာကဓာတ်စင်းလို့ပါကိုပြန်လဲသုံးသပ်မယ်စာတွေဖတ်မယ်ကိုယ့်ရဲ့စိတ်သက်ခွန်အားတွေကိုပြန်မြင့်တင်မှု silent လုပ်မယ်အဲ့ဒါကိုအကျိုးရှိအသုံးချမယ်ဆိုရင်တော့အကျိုးရှိပါတယ်ဒါပေမဲ့လူတွေကိုစိတ်နာမယ်လုံးဝဒီအမှောင်ထဲမှာအခန်းတကားကြီးပိတ်ပြီးတော့လူတွေကိုစိတ်ပြက်လက်ပြက်နဲ့တွေးတောနေမယ်ဆိုရင်တော့ညီငယ်ညီမငယ်လေးတွေကိုပြန်ဒုက္ခပေးနိုင်တဲ့ stage တစ်ခုကိုရောက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ညီကုန်းချုပ်အနေနဲ့ပြောချင်တာကတယောက်တည်းနေခြင်းနဲ့အချိန်ကိုကောင်းမွန်စွာအသုံးချပါ။ဒါပေမဲ့ညီငယ်ညီမငယ်လေးတွေမိတ်ဆွေတို့ချစ်တဲ့ရင်ဝင်ကိုလည်းပြန်လာဖို့မေးပါဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့ကတယောက်တည်းနေရတာသဘောကျလားဘယ်လိုတွေခံစားနေရလဲဆိုတာကို comment မှာချရေးပေးခဲ့ကြပါဦးเนาะအားလုံးပဲကျေးဇူးတင်ပါတယ်